နေလန်းရှောင်းလေးရပါပြီရှင်ဒါလေးကကြောင့်ဟာဒီတော့အခု order ပို့ပေးဟာလေးပါနော်ပါကင်ပိတ်မလို့ပါနော်ဒီလိုအဖြူလေးဖြစ်နေတဲ့ဟာတွေကကြာလို့ရှိရင်မတို့ရဲ့ဒါမှုတက်တဲ့ဟာမဟုတ်ပါဘူးเนาะအခုမှနေလန်းပြီးတော့ဒါတိတ်နေလန်းပြီးတော့ဒါတိတ်လာတဲ့ဟာလေးပေါ့နော်ဒါလေးကကြာလို့ရှိရင်ဗာလဲဆိုလို့ရှိရင်တောက်ကောင်အသားတဘောကအသားတွေကကြာလို့ရှိရင်အသားစစ်စစ်တွေကကြာလို့ရှိရင်သူ့ရဲ့တဘောအလိုက်သူကလေးတလောက်လို့ရှိရင်သူကအဖြူလေးပြန်တတ်ပါတယ်နော်မို့မဟုတ်ပါဘူးမတို့ရဲ့နော်အဖြူလေးပြန်တတ်တယ်နောက်ပြီးလို့ရှိရင်အစီရွက်လေးပါလဲကိုသူကအစီတွေနေလန်းလိုက်လို့ရှိရင်သူကမဆိုးမချောက်ကိုသူကနေလန်းလိုက်အသားမဆိုးမချောက်ကိုနေလန်းလိုက်တဲ့အချိန်မှာအစီရဲလေးတွေပါတဲ့ကိုသူတို့ကကြာလို့ရှိရင်အစီရဲရက်ထွက်တဲ့ဟာလေးပါနော်မိုးတွေပါလေမဟုတ်ပါဘူးရှင်နော်ပြည်ရင်းပြည်ပပို့ပါရနော်ပြည်ရင်းပြည်ပအိမ်ထိရောက်ပို့ပေးတာဖြစ်တဲ့ကောပြည်ပကလိုအပ်တဲ့သူများပြီးလို့ရှိရင်ခရီးဝေးရလိုအပ်တဲ့သူများဆိုလို့ရှိရင်တော့နေလန်းချောင်းလေးယူပါနေလန်းချောင်းကကြာလို့ရှိရင်ဘာအတွက်ကောက်လဲဆိုလို့ရှိရင်ဘလို့စားလို့ရလဲဘလို့ကောက်လဲဆိုလို့ရှိရင်မိဘစားလို့ရှိရင်လည်းအရန်ကောင်းတယ်ရှက်စားပြီဆိုလို့ရှိရင်လည်းဆက်သားချက်တင်လို့ကြာရှက်စရာမလိုပဲလေသူကရှက်ရတာလွယ်ကူပါလေရှင်ဘာဆိုလို့ရှိရင်ဆက်သားချက်တွေကကြာလို့ရှိရင်သူကမဆူမချောက်ဖြစ်တဲ့အတွက်ကိုအထက်မှာရေတွေပါတယ်ဒါကကြာလို့ရှိရင်လုံးဝနေလှမ်းပြီးတော့ရေစီးပြီးတဲ့ဖြစ်တဲ့အတွက်ကိုပစ္စည်းကလည်းတွေကတော့အရန်ကောင်းအောင်အရန်ကိုကောင်းအောင်လှမ်းထတာဖြစ်တဲ့အတွက်ကိုအရသာလည်းပိုရှိပါတယ်အနမ်းလည်းပုံမွေးရယ်နော်မနေ့ကမဖီဖီဈေးလာဝယ်တော့ဆိုလို့ရှိရင်နေလန်းချောင်းလေးဖွင့်ပြလိုက်တော့ဟဲမှုတ်လိုက်တာအနမ်းလေးကသိနေရပဲတကယ်ပါရှင့်သူကကြာလို့ရှိရင်အရေးစစ်တော့လာဖြစ်တဲ့အတွက်ကိုအနမ်းလေးကကြာလို့ရှိရင်အရန်ကောင်းတယ်ရှောက်တာတော့ပြောမနေနဲ့အရန်ကဲကဲလောင်ရှောက်ဒီမှာအရန်ရှောက်ပါတယ်နော်ရှောက်တာတော့ပြောမနေနဲ့အရန်ရှောက်တယ်တေယူရတာလည်းအရန်လွယ်ကူပါတယ်ရှင်နော်ပြည်သူပြည်ပပို့ရှိတဲ့သူများအိမ်ထိရောက်ဟာနေတော့ပို့ပြတာဖြစ်တဲ့တော့လန်ခီဝေးလန်ခီအဝေးရလူတယ်ဆိုလို့ရှိရင်နေလန်းရှောက်လိုက်ယူပါနော်မနေ့စားရည်လည်းဘာမှမစားရတဲ့ဖြစ်တဲ့တော့လေစကားကလည်းစကားပြောတာလူကြီးမရောက်နိုင်ဖြစ်နေလို့နည်းနည်းသိခံပြီးတော့နားဆောင်ပေးကြပါလို့နော်ဘိုက်ကအရန်ဆန်နေတော့ပါရှင်ကဲနေလန်းရှောက်ကလည်းရမ်းမွေးနေပါတယ်မိဖုတ်ပြီးတော့စားလိုက်ပါဦးဝင်ရှင်အရန်ကောင်းပါတယ်နော်လိုရတဲ့သူများမှာပါရှင်ဒီနေ့မှလို့ရှိရင်ဒီနေ့ရရင်နော်ဒီနေ့ delivery ရှိပါတယ်ရှင်